ကဲဒါကတော့တစ်စောင်းလက်ပတ်ပေါ့နော်ဒီမှာစိုက်ထားတာလေးဒါကဘာအတွက်ကောင်းလဲဆိုဝမ်းထဲမှာဖြစ်တဲ့အပူတွေအတွက်အရန်ကောင်းပါတယ်ဒီမှာဒါကိုဘယ်လိုစားမလဲဆိုဒီမှာအစီးတွေဘေးနှစ်ဖက်ကအဆူးတွေလှုပ်လိုက်တယ်နည်းနည်းဆေးလိုက်တာပေါ့နော်ဆေးပြီးတော့ဘေးနှစ်ဖက်ကဆူးထုတ်တယ်နောက်ဒီအသားတွေလူထုတ်တယ်ဒီထုတ်ပြီးတော့ဒါကိုစားပါမယ်ဒါဝမ်းထဲမှာအပူတွေအတွက်စီးအတွက်အကုန်ကောင်းတယ်တဲ့ဒီဥစ္စာလေးနော်ဂျာအခုမှကြားတာပဲဖိုက်ပြီးတော့ဗာလဲဒီဥစ္စာကလေမျက်နှာမှာအရေးချောင်းဖြစ်တဲ့ဥစ္စာပေါ့နော်အရေးချောင်းဖြစ်တယ်ဆိုရင်လည်းမျက်နှာလိမ့်လို့ရဒါကတစ်စောင်းလက်ပတ်ကရှားစောင်းလက်ပတ်ကအကုန်လုံးအတွက်ကောင်းတယ်သူကဟိုဘယ်လိုလဲလိမ့်လို့လည်းရတယ်ကွာစားလို့လည်းရတယ်ပြီးတော့အမှတချို့တွေဆိုဗာလဲနေလောင်တန်အရန်ဟောဖြစ်တယ်ဆိုမျက်နှာပူပြီးကန်းချေသွားပြီးမျက်နှာပူရမလားအဲ့ဒါဆိုရင်တို့နေလောင်တန်နေဖြစ်မှာဆိုတဲ့အတွက်သူကနေလောင်တန်ခံပြီးပြီဆိုရင်သူကအဲ့ဒီရှားဆောင်လက်ပတ်နဲ့မျက်နှာမှာပုတ်လိုက်တာတကယ်ကောင်းတယ်နော်နောက်အနာတွေဘာတွေဖြစ်တာပေါ့နော်အဲ့ဒါတကယ်ကောင်းပါလေဒါပေမဲ့ဖိုက်ကြီးတဲ့တွေပေါ့နော်ကိုဝင်ဆောင်မိခင်တွေလုံးဝတောက်လို့မရပါဘူးစီးကြိုသမားတွေကိုဝင်ဆောင်မိခင်တွေအဲ့ဒါတွေတောက်လို့မရပါဘူးနော်ဒါလာပြပေးတာပါဓမ္မပါဒါကိုကျွန်မယူနည်းနဲ့နည်းနည်းပြုတ်ပြီးတော့ရင်းနှီးထဲမှာထည့်ရင်းနှီးလေးဖြောပြီးတော့ဒါကိုစားတာသိလားဟိုတချို့ပြောမလားဘဲချီစော်နန်းနဲ့ပါဆိုတော့ဒီမျိုးလောက်လိုက်ရင်တစ်ခါမှဘဲချီစော်အနန်းကိုမရဘူးဒါဘာလို့လဲဆိုတော့ကျွန်မတို့အိမ်မှာလည်းအများကြီးစိုက်ထားတယ်ဟိုမြန်မာပြည်မှာပေါ့နော်စိုက်ထားတာကျွန်မစားပြီးတော့အဲ့ဒါကိုကြိုက်သွားတာပါဒီမှာဒါကိုယူနည်းနဲ့ပြန်ပြီးတော့စိန်ပြီးတော့စားပါမယ်အရင်စားကောင်းပါလေလုံးဝကျယ်လီလိုပဲအဲ့ဒါလာပြောတာပါ